ချစ်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့ချစ်မိတ်ဆွေများကိုဘ ഹു တုတရစရာလေးတစ်ခုမျှဝေပေးခြင်းပါတယ်အခုခေတ်မှာလို့ဘာပဲလို့ online မှာရှာဝယ်လို့မရခဲ့ကြရှာတဲ့ရှိရလူတွေဟာအလေအလွင့်ဖြစ်အမိုက်ထဲရောက်မဲ့အရာများကိုတောင်အကျိုးရှိစွာပြန်လည်အသုံးချတတ်ကြတဲ့အကြောင်းလေးပါ cherry သီးဆိုရင်အားလုံးကြားဘူးကြမှာပါစားဘူးသူတွေလည်းအများကြီးရှိကြမှာပါဒါပေမဲ့ဂျာမန်လိုKish Karen Kissen လို့ခေါ်တဲ့ cherry ဇီအိတ်ကလေးကိုတော့မြန်မာပြည်သားတွေအနေနဲ့သိတဲ့သူနည်းမယ်ထင်ပါတယ်။အသီးကိုစားပြီးထွေးထုတ်ရတဲ့ cherry ဇီလေးတွေကိုစုထားပြီးဆေးကြောတန့်စင်အချောက်ခံပြီးအိတ်လေးထဲထုတ်ထဲချုပ်အပူပေးပြီးကျန်းမာရေးအတွက်ပြန်လည်အသုံးချကြတဲ့ cherry ဇီအိတ်ကလေးအကြောင်းဒီနေ့ပြောပြခြင်းပါတယ်။ cherry ဇီအိတ်ဟာကိုယ်လက်နာကျင်တာနဲ့ဘိုက်အောက်နာတွေကိုအလွန်ကောင်းမွန်တဲ့သဘာဝအပူပေးအိတ်သို့မဟုတ်အေးပေးအိတ်ကလေးတွေဖြစ်ပါတယ်အစားပြုခဲ့တဲ့စိတ်ဝင်စားဖို့ကောင်းတဲ့သမိုင်းကြောင်းလေးကဒီလိုပါ Cherry ဇီအိတ် Kish Can Kissen ရဲ့မူလအစကဆွစ်ဇာလန်နိုင်ငံကလာတာဖြစ်ပြီးကျေးလက်တော်ရတွေကအင်ရှင်မတွေရဲ့တီထွင်ဖန်တီးမှုလို့ပြောလို့ရပါတယ်ဘာကြောင့် Cherry ဇီကိုသုံးတာလဲဘယ်လိုစိတ်ကူးရခဲ့တာလဲဆိုတာကိုတော့အချက်လေးတွေနဲ့ရှင်းပြပေးပါမယ်ဘယ်ခေတ်ကစခဲ့တာလဲဆိုရင်တိကျတဲ့ခုနှစ်သက်ကြိမရှိပေမဲ့19ရာစုသို့မဟုတ်အဲ့ဒီထက်စောတဲ့ကာလတွေတည်းကဆွစ်ဇာလန်တောင်တန်းတွေပေါ်မှာစတင်သုံးစွဲခဲ့ကြတာပါအဲ့ဒီခေတ်ကအခုခေတ်လိုလျှက်စစ်အပူပေးဆက်တွေဟီတာတွေရေနွေးအိတ်တွေ rubber hot water bottle တွေမရှိခဲ့ဘူးမဟုတ်လားဘလို့စိတ်ကူးရခဲ့ကြတာလဲဆိုတော့ဒါကတော့တကယ်ကိုနှမျောတတ်တဲ့စိတ်ကူးကနေစတာပါရှေးခေတ်က cherry သီးတွေကိုရိုး jam လုပ်ဖို့ဒါမှမဟုတ် cherry wine နဲ့အရက်ချက်ဖို့အတွက်အဆီတွေကိုအများကြီးထုတ်ပြရပါတယ်။အဲ့ဒီအဆီတွေကိုအလကားလွတ်မပစ်ပဲအိတ်လေးတွေထဲထည့်ပြီးညဘက်မိဖို့ပြီးမှတင်ထားရကနေဒီအဆီတွေကအပူကိုအကြာကြီးထိန်းထားနိုင်ပါလားဆိုတာကိုသတိပြုမိသွားကြတာပါ။အလုပ်ပြီးလို့ညောင်းညာနေကြတဲ့အင်ရှင်မတွေဟာအဲ့ဒီအပူရှင်ရှိနေတဲ့အစိတ်အိတ်ကလေးတွေကိုကိုပေါ်တင်ပြီးအပူပေးရင်းကနေနာကျင်နာတွေသက်သာလာတာကိုတွေ့ရှိခဲ့ကြပါတယ်။ဘာကြောင့် cherry ဇီကိုပဲရွေးချယ်ခဲ့တာလဲဆိုရင်Cherry ဇီကထူးခြားတဲ့အားသာချက်၃ခုရှိပါတယ်။ပူထိန်းနိုင်စွမ်း Cherry ဇီရဲ့အတွင်းထဲမှာအပေါက်ငယ်လေးတွေပါဝင်တဲ့တိဆောက်ပုံရှိပါတယ်။အဲ့ဒီအပေါက်လေးတွေကအပူကိုစုပ်ယူထားပြီးတဖြည်းဖြည်းချင်းပြန်ထုတ်ပေးတဲ့အတွက်အပူချိန်ကကြာရှည်ခံပါတယ်။ဒုတိယအချက်က Cherry ဇီအိတ်ကလေးတွေဟာရေနွေးအိတ်တွေလိုစိုးထိုင်းစားမရှိပဲ၆သွေ့သွေ့ပူနွေးတဲ့ဓာတ်ကိုပေးနိုင်တာမို့ရိုးအစ်နာတာနဲ့ကြွက်သားနာတာတွေအတွက်ပိုထိရောက်ပါတယ်တတိယချက်ကတော့ cherry ဇီတွေကအလုံးလိုက်လေးတွေဖြစ်နေတော့အိတ်ကိုပေါ်တင်လိုက်တဲ့အခါအဆီလေးတွေကခန္ဓာကိုယ်ပုံစံအတိုင်းလိုက်ဖက်ညီညီရှိနေပြီးအသားအရာဖိနှိပ်ပေးသလိုခံစားရစေပါတယ်ရှေးခေတ်က cherry ဇီတွေကို Swiss stone ဆွစ်ဇာလန်တောက်ခဲလို့တောင်တင်စားခေါ်ခဲ့ကြပါတယ်အဆီတွေကမိဖို့ပေါ်မှာအပူပေးထားရင်အေးဒဏ်ကိုတညလုံးခံနိုင်ရင်ရှိအောင်ကူညီပေးနိုင်လို့ပါအခုခေတ်မှာတော့ဒါကိုသဘာဝကပေးတဲ့ကုထုံးတစ်ခုအနေနဲ့တကဘာလုံးကအတိမတ်ပြုသုံးဆွဲလာကြတာပဲဖြစ်ပါတယ်ရှေးလူကြီးတွေရဲ့အလွေလွင့်မရှိအောင်တီထွင်ခဲ့တဲ့စိတ်ကူးကတကယ့်ကိုအံ့ဩဖို့ကောင်းပါတယ်ကဲအခု cherry ဇီအပူပေးအိတ်ကလေးဖြစ်ပေါ်လာတဲ့သမိုင်းကြောင်းလေးကိုပြောပြပြီးတဲ့နောက်မှာ cherry ဇီအပူပေးအိတ်လေးတည်ရဖို့အစဉ်စဉ်ပြုလုပ်ပုံကိုပြောပြပါမယ်Cherry သီးစားပြီးကြံတဲ့အဆီတွေမှာအသားဘတ်တွေကတ်နေတတ်ပါတယ်။ဒါတွေကိုသေချာမစေးရင်နောက်ပိုင်းမှာမှုတ်တက်တာဒါမှမဟုတ်အနံ့ဆိုးထွက်တာမျိုးဖြစ်နိုင်ပါတယ်။အဆီတွေကိုရင်နွေးထဲမှာထည့်ပြုတ်ပါ။အဲ့ဒီနောက်စကားထဲထည့်ပြီးအသားဘတ်တွေကင်းစင်သွားအောင်ပုတ်တိုက်ဆေးကြောရပါတယ်။တန့်စင်ပြီးသားအဆီတွေကိုနေဘူးထဲမှာဖြစ်ဖြစ်လေဝင်လေတွက်ကောင်းတဲ့နေရာမှာဖြစ်ဖြစ်လုံးဝခြောက်သွေ့သွားအောင်ရက်အနည်းငယ်ကြာလှမ်းထားရပါမယ်။အတွင်းထဲမှာဆိုထိုင်းစားရှိနေသေးရင်အိတ်ထဲထည့်ပြီးပူပြီးတဲ့အခါပုတ်သွားနိုင်ပါတယ်။အဆီတွေကိုတန့်စင်တဲ့အခါမှာအသားဘတ်တွေလုံးဝဆင်သွားဖို့နဲ့နောက်မှပိုးမထိုးဖို့ကအဓိကဖြစ်ပါတယ်။အိမ်မှာအလွယ်တကူလုပ်နိုင်တဲ့အကောင်းဆုံးနည်းလမ်းနှစ်ခုကိုအကြံပေးပါရစေ။ပထမနည်းရေနွေးနဲ့ရှာလကာရည်သုံးပြီးဆေးတဲ့နည်းရှာလကာရည်ကအဆီမှာပါတဲ့အချွဲတွေကိုမြန်မြန်ပြက်ပြဲစေသလိုပိုးသက်တဲ့အာနိသင်လည်းရှိပါတယ်။ cherry ဇီတွေကိုစလုံးနဲ့ထည့်ပြီးရေနွေးနဲ့ရှာလကာရည်ရောထည့်ပါ10မိနစ်ခန့်စိမ်ထားပါရေနွေးကစူးစရာမလိုပါဘူး
နွေးနေရပါပြီအစီတွေကိုလက်နဲ့ဖြစ်ဖြစ် brush အကျန်းစားလေးနဲ့ဖြစ်ဖြစ်ပုတ်တိုက်ပေးပါအသားဘက်တွေအလွယ်တကူကွာကျလာပါလိမ့်မယ်ရေအေးနဲ့အကြိမ်ကြိမ်ပြန်ဆေးပေးပါရေကြီးလာပြီဆိုရင်ရပါပြီနောက်တစ်နည်းစူအောင်ပြုတ်ပြီးဆေးတဲ့နည်းဒါကတော့အသားဘက်တွေတော်တော်နဲ့မကွာတဲ့ခါသုံးတဲ့နည်းပါအစီတွေကိုအိုးတဲ့ထက်ရေမြုပ်အောင်ထည့်ပြီး10မိနစ်ကနေ15မိနစ်ထိစူအောင်ပြုတ်ပါစူလာတဲ့အခါအသားဘက်တွေနူးပြီးပွာလာပါလိမ့်မယ်စကားထဲလောင်းထည့်ပြီးရေအေးအောင်မှာလက်နဲ့နာနာပုတ်စေပါအစီတွေတန့်စင်သွားပြီဆိုတာကိုဘယ်လိုသိနိုင်မလဲအနံ့ခံကြည့်ပါချယ်ရီသီးနှံ့သို့မဟုတ်အချင်နှံ့လုံးဝမကြမ်းရပါဘူးအစီရဲ့မြောင်းလေးတွေထဲမှာအသားဘက်အနီရောင်အညိုရောင်လုံးဝမရှိရပါဘူးအသားဘက်ကြံရင်အိတ်ထဲထည့်တဲ့အခါပိုးတက်လို့ပါနေဘူးထဲမှာအနည်းဆုံး2ရက်ကနေ3ရက်ထိအထဲကအနှစ်ပါ6သွားအောင်လှမ်းပေးပါလှမ်းထားတော့ခဏခဏမှွေပေးဖို့မမေ့ပါနဲ့အစီတွေ6မ6သေးကြခြင်းရင်အစီတစ်စီကိုတူနဲ့ခွဲကြည့်ပါအထဲကအစီနှစ်တုံးလေးကျွတ်ဆက်ပြီး6တွေ့နေရင်အိတ်ထဲထည့်ဖို့ရပါပြီကဲအခု cherry စီးလေးတွေ6သွားပြီဆိုတော့ထည့်ဖို့အိတ်ချို့ရပါအောင်မယ်အိတ်ချို့တဲ့ခါမှာပိသားရွေးချယ်မှုဟာ100% cotton ချီတာသို့မဟုတ် lining ပိသားကိုသုံးရပါမယ်နိုင်လွန်သို့မဟုတ် polyester synthetic အသားတွေကိုမသုံးပါနဲ့ microwave ထဲထည့်ရင်အရေးပြောနိုင်လို့ပါချုပ်တဲ့ချီဟာလည်း100% ဝါကွန်းချီအချီပဲဖြစ်ရပါမယ်ပလတ်စတစ်ပါရင်အပူပေးတဲ့အခါပြတ်တောက်သွားနိုင်ပါတယ်အိတ်ချုပ်မယ်ဆိုရင်အိတ်ကိုဘယ်နေရာမှာအဓိကသုံးပါလဲဆိုတာပေါ်မူတည်ပြီးရွေးစားခွဲခြားနိုင်ပါတယ်လေပင်နဲ့ပခုံးအတွက်ဆိုရင်အနံ20 cm အလျား50 cm အလျားရှည်ရှည်ချုပ်မယ်ဆိုရင်ပခုံးပေါ်မှာခွတင်ထားလို့ရလို့ပိုအဆင်ပြေဘိုက်အောင်ခြင်းနဲ့ခါနာခြင်းအတွက်ဆိုရင်4000ပုံစံ25 cm ပတ်လေအလျားနံဆိုရင်ပိုတင်တော့ပါတယ်လက်ဖွားချီပွားအပူပေးဖို့သေးငယ်တဲ့အိတ်ကလေးများဆိုရင်15 cm ပတ်လေချုပ်နိုင်ပါတယ်အိတ်ထဲကိုအစီတွေအပြည့်ထည့်စရာမလိုပါဘူးအိတ်ရဲ့3ပုံ2ပုံဒါမှမဟုတ်4ပုံ3ပုံအထိပဲထည့်ရပါမယ်15 cm ပတ်လေအိတ်သေးလေးအတွက်ဆိုရင် cherry စီ300 g အိတ်အလက်25 cm ပတ်လေဆိုရင် cherry စီ600 g က800 g ထိလေပင်းနဲ့ကုတ်ပေါ်မှာတင်တဲ့အလျား50 cm အနံ20 cm အတွက် cherry စီ1 ကီလိုလောက်ထည့်ဖို့လိုပါတယ်အစီတွေအိတ်တစ်ဖက်ထဲစုမနေဖို့အတွက်အိတ်ကိုအကန့်လေးတွေ compartment ခွဲပြီးချုပ်ပေးမယ်ဆိုရင်အပူကတကိုယ်လုံးကိုညင်ညင်ညင်ရောက်စေပါတယ်အစီတွေကိုအိတ်ထဲထည့်တဲ့အခါမှာလုံးဝ6သွင်းနေဖို့လိုပါတယ်ဆိုထိုင်းစားရှိနေအိတ်ပိတ်လိုက်တဲ့အခါအတွင်းမှာမှုဆွဲသွားတာပါချယ်ရီစီထည့်ထားတဲ့အိတ်ပေါ်ကနေနောက်ထပ်ဆွတ်တဲ့အိတ်ကာဗာအိတ်တစ်ခုထပ်ချုပ်ထားရင်ပိုတန့်ရှင်းပါတယ်6သွေးတန့်ရှင်းတဲ့ချယ်ရီစီအိတ်ကလေးတွေရပြီဆိုတော့ပခုံးသားတွေနာကျင်ကြိုက်ခဲတဲ့အခါခါးနာတဲ့အခါဗိုက်အောင်တဲ့အခါကလေးတွေဗိုက်နာတဲ့အခါမျိုးသမီးတွေဓမ္မတာလာလို့နာကျင်ကြိုက်ခဲတဲ့အခါဘယ်လိုသုံးပြရမလဲဆိုတာဆက်လက်ပြောပြပေးပါမယ်ဝတ်300နဲ့600ထိရှိတဲ့ microwave ထဲမှာ10မိနစ်ကနေ2မိနစ်ထိပူပေးပါအပူပေးတဲ့အခါအဲ့ရဲ့အနားသက်လေးတွေက microwave နံရံနဲ့မညှိအောင်သေချာခောက်ထည့်ပေးရပါမယ် light oven ထဲမှာဆိုရင်110 degree centigrade လောက်နဲ့9မိနစ်ခန့်အပူပေးနိုင်ပါတယ်တိတ်ပူသွားရင်တော့အသားလောင်နိုင်လို့အိတ်ကိုအရင်ကင်ကြည့်ပြီးမှနာကျင်တဲ့အပေါ်မှာတင်ပေးပါဒီအိတ်ကိုအပူပေးရုံတင်မကပဲရေခဲတက်တာတွေထည့်ပြီးအေးအိတ် cool pack အဖြစ်လဲအကျောရောင်တာတွေအတွက်သုံးလို့ရပါတယ်ဥရောပမှာ cherry စီအပြင်ဂျုံစီနဲ့စပစ်စီကိုလည်းသုံးကြပါသေးတယ်ဂျုံစီကတော့အပူကိုပိုကြကြထိန်းထားနိုင်ပေမဲ့အနံ့ကပေါမုန်နံလိုမျိုးထွက်တတ်ပါစပစ်စီကအဆိသေးတဲ့အတွက်ခန္ဓာကိုယ်မှာအိတ်ကိုကတ်တဲ့ခါမှာအဆင်ပြေမှုပိုရှိပါတယ်ဂျုံစီအိတ်နဲ့ချယ်ရီစီအိတ်ဘာကွာတယ်လဲဆိုရင်ချယ်ရီစီအိတ်ကအဆိကြီးပြီးအဖုအထစ်လေးတွေနဲ့နှိပ်ပေးတယ်လို့ခံစားရတယ်ဂျုံစီအိတ်ကအဆိသေးပြီးပျော့ပြောင်းတဲ့ခန္ဓာကိုယ်နဲ့ပိုကတ်မိတယ်ချယ်ရီစီအိတ်ကအပူကိုကြာရှည်ထိန်းထားနိုင်တယ်ဂျုံစီအိတ်ကအပူမြန်မြန်ရပေမဲ့ချယ်ရီစီလောက်မကြောက်ချယ်ရီစီအိတ်ကအနံ့မရှိသလိုအပူပေးဂျုံစီအိတ်ကအပူပေးတဲ့အခါပါမုံဖုတ်တဲ့အနံ့လေးထွက်တတ်ပါတယ်ချယ်ရီစီအိတ်က6သွေးတဲ့နှွေးထွေးမှုကိုပေးတယ်လို့ဂျုံစီအိတ်က moisture ရှိတဲ့ moist heat အနေငယ်ထွက်လို့ကြွက်သားတင်တာအတွက်ကောင်းပါတယ်ဒီအကြောင်းပြောပြနေရင်ကျမခေါင်းထဲမှာတွေးနေမိတာကကျမတို့မြန်မာနိုင်ငံမှာဆိုရင်ပေါ်ပေါ်များများရနိုင်တဲ့ဇီးစီလေးတွေကိုတန့်ရှင်း6သွေးအောင်လုပ်ပြီးဖန်တီးစမ်းသပ်ကြည့်လို့များရနိုင်မလားဆိုတာပါမိတ်ဆွေတို့လည်းစမ်းသပ်ကြည့်ကြစေချင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲချစ်တော်မိတ်ဆွေများဘေးရန်ခတ်သိမ်းကင်းငြိမ်းပြီးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ